တခါတလေကြရဲ့လူသက်သမားတယောက်ရဲ့မျက်ရည်ဟာကြည်စံတတောင့်ထက်ပိုပြီးကြောက်ဖို့ကောင်းတတ်ပါတယ်အခုမြင်တွေ့နေရတဲ့ဒီလူဟာကမ္ဘာအန်ဒီရဲ့အရှိဆုံးဂိုင်းစတာတွေကိုအေးအေးဆေးဆေးတုတ်တယ်နေပေမဲ့သူ့မျက်လုံးထဲမှာတော့မျက်ရည်တွေပြည့်နေပါတယ်သူကဘာလို့ငိုနေတာလဲသူဟာရက်ဆက်တဲ့လူသက်သမားလားဒါမှမဟုတ်ကန်ကြမရဲ့ကစားပွဲထဲမှာပြိမိနေတဲ့သားကောင်တယောက်လားဒီနေ့မှာတော့အချစ်အမုန်းနဲ့သွေးစွန်းခဲ့တဲ့ Crying Freeman ဆိုတဲ့ဇာတ်ကားအကြောင်းကိုပြောပြသွားမှာပါဇလန်စာမှာတော့အရန်ကိုလှပတဲ့အကြီးဆရာမလေးအီမိုကိုဟာတောင်ပေါ်မှာပကြီးဆွဲနေရင်လူသက်မှုတစ်ခုကိုမတော်တဆမြင်လိုက်ရပါတယ်။တာမန်လူဆိုရင်တော့ကြောက်လန့်ပြီးထွက်ပြေးမှဖြစ်ပေမဲ့အီမိုကိုကတော့ထူးထူးခြားခြားပဲအဲ့ဒီလူသက်သမားကိုစိုက်ကြည့်နေမိတယ်။အဲ့ဒီလူသက်သမားဟာလူတွေကိုတတ်ပြီးတဲ့နောက်မှာတော့ပါးပြင်ပေါ်ကိုမျက်ရည်တွေစီးကြလာပါတယ်။ဒါဟာကျွန်တော်တို့ရဲ့ခေါင်းဆောင်မင်းသားယိုပါပဲ။ယိုဟာ108 Dragons လို့ခေါ်တဲ့တရုတ်ရာဇဝတ်ဂိုင်းကြီးရဲ့ထိတ်တန်းလူသက်သမားတယောက်ပေါ့ဒီကိုင်းရဲ့စီမင်းအရာသူတို့လူသက်တာကိုမြင်းတွေသွားတဲ့တက်တီမှန်သမျှကိုအရှင်းမထားရပါဘူးအီမိုကိုဟာသူမတေရတော့မယ်ဆိုတာကိုသိနေပြီမဲ့ယိုရဲ့မျက်လုံးထဲကဝမ်းနဲ့ရိတ်တွေကိုမြင်ပြီးမကြောက်တော့ပဲသူ့ကိုဆွဲလန်းသွားခဲ့တယ်ယိုဟာလည်းအီမိုကိုရဲ့အလှနဲ့တီငိမ်မှုအောင်မှာပထမဆုံးအချိန်ဖြစ်တုန်လှုပ်သွားခဲ့ပါတယ်အဖွဲ့အစည်းကသူ့ကိုအီမိုကိုကတက်ဖြစ်ဖို့ခမိန်ပေးလိုက်တဲ့အခါမှာတော့ဇလန်ကတကယ်ကိုအလဲအပြောင်းဖြစ်လာပါတော့တယ်အခြေအနေကဒီမှာတင်ရိုးရိုးလေးပြီးသွားတာမဟုတ်ပါဘူးယိုဟာအီမိုကိုအိမ်ကိုတတ်ဖို့ရောက်သွားပြီမဲ့တကယ်တမ်းမှာတော့သူမကိုမတတ်နိုင်မဲ့သူတို့နှစ်ယောက်ကြားမှာနှက်ဆိုင်တဲ့ထန်ယိုစင်တွေဖြစ်ပေါ်လာပါတယ်ဒါပေမဲ့ပြဿနာကယိုဟာလွတ်လပ်တယ်သူမဟုတ်တော့ဖြစ်နေတာပါသူ့ရဲ့ခန္ဓာကိုယ်မှာငကားပုံတက်တူးကြီးထိုးထားပြီးအဲ့ဒီတက်တူးကသူ့ကိုအဖွဲအစည်းရဲ့ကျွန်းအဖက်ချီနှောင်ထားတာပါတစ်ဖက်မှာလည်းဂျပန်ယာကူဇာဂိုင်းတွေကယိုကိုလက်စားချေဖို့ချောင်းနေကြတယ်လို့ရဲတွေကလည်းသူ့နောင်ကိုတကောင်းကောင်းလိုက်နေပါတယ်ယိုဟာသူ့ကိုအချင်းကြထားတဲ့ကန်ဂျမာကနေရုံးထွက်ဖို့ကြိုးစားရင်းတစ်ဖက်မှာလည်းအီမိုကိုကာကွယ်ပေးရပါတော့လေသူဟာရန်သူတွေဝိုင်းထားတဲ့ဂျားတွေကနေဖောက်ထွက်တဲ့ခါမှာတော့တကယ့်ကိုအမိုက်စားအရှင်ကန်တွေကိုမြင်တွေ့ရမှာပါတနတ်တန်းဒီဓာတ်ခုတ်တန်းဒီကြားမှာသူကတော့မျက်လေတွေနဲ့အတူရန်သူတွေကိုတယောက်ပြီးတယောက်ရှင်းထုတ်နေပါတယ်ဘယ်သူမှမထင်မှတ်ထားတာကတော့ယိုဟာဒီအဖွဲ့အစည်းရဲ့ခေါင်းဆောင်ဖြစ်ဖို့ကန့်ပါလာတာပါပဲဒါပေမဲ့ခေါင်းဆောင်ဖြစ်ဖို့ဆိုရင်သူချစ်ရတဲ့သူတွေကိုစွန့်လွတ်ရမလားဒါမှမဟုတ်အားလုံးကိုတိုက်ခိုက်ပြီးလွတ်လပ်မှုကိုအရယူမလားဆိုတာရင်တထိတ်ထိတ်နဲ့ကြည့်ရမှာပါဇလန်ရဲ့အဆုံးသတ်မှာတော့ယိုဟာသူ့ရဲ့လုံခြုံရကျုံးစုလေးစီကိုအီမိုကိုနဲ့အတူထွက်ပြေးနိုင်ဖို့ကြိုးစားပါတယ်ဒါပေမဲ့ရာဇဝတ်လောကတွေကိုတစ်ခါခြေပြောက်မိပြီဆိုရင်ပြန်ထွက်ဖို့ဆိုတာမလွယ်တဲ့ကိစ္စပါဘူးတွေးစွန်းတဲ့တိုက်ပွဲတွေအပြီးမှာယိုဟာသူချစ်ချင်တဲ့ပကြီးစရာဘဝကိုပြန်ရနိုင်ပါမလားဒါမှမဟုတ်ထာဝရအမျက်ရည်ကျနေရတဲ့လူသက်သမားအဖြစ်ပဲအဆုံးသတ်သွားမလားဒီစကားဟာအရှင်ကားဆိုပြီးမြဲတစ်ဖက်မှာတော့အရန်ကိုနှက်ဆိုင်တဲ့အချစ်ဇလန်တဖို့ပါပဲခမရတို့ကဘယ်လိုထင်လဲတကယ်လို့ကိုကယိုရက်နေရမှာဆိုရင်ကိုချစ်တဲ့သူအတွက်နဲ့ဒီအန်ဒီရဲ့များတဲ့လောကကနေရုံးချက်ဖို့ကြိုးစားမလားဒါမှမဟုတ်ကန်ကြမာအတိုင်းပဲလက်ခံလိုက်မလား comment မှာဝင်ရောက်ဆွေးနွေးပေးခဲ့ကြပါဦးအခုလိုအဆုံးထိနားထောင်ပေးလို့ကျေးဇူးများကြီးတင်ပါတယ်နောက်ထပ်အမိုက်စားစကားတွေနဲ့ပြန်လာခဲ့ပါမယ်